안녕하세요.အားလုံးမင်္ဂလာပါရှင်ဒီနေ့ကတော့ကိုရီးယားစာလေးလာရေးနီလန်းတွေကိုမျှဝေသွားပေးမှာဖြစ်ပါရှင်နံပါတ်1အချက်ကစာလုံးပေါင်းရေးချက်ခြင်းဖြစ်ပါတယ်စာလုံးပေါင်းရေးချက်ခြင်းက writing skill ကိုအများကြီးတိုးတက်စေပါတယ်ဒီနေ့သင်ထားတဲ့စကားလုံးတွေနဲ့ဝါကျတွေကိုချက်ခြင်းအသုံးပြုခြင်းပါအဲ့လိုမျိုးတင်ထားတဲ့ဝါကျတွေကိုချက်ချင်းအသုံးပြုခြင်းအဖြစ်ကိုကနောက်ကျလို့ရှိရင်ဒီဝါကျတွေကိုမေ့ဖို့မလွယ်ပါဘူးနံပါတ်3ချက်ကတချင်းနားထောင်ရင်းနဲ့စာလုပ်ခြင်းပါအရင်ဆုံးတချင်းတစ်ပုတ်လုံးကိုချရေးပါတချင်းတစ်ပုတ်လုံးကိုချရေးရင်အဲ့ဒီထဲမှာပါတဲ့စကားလုံးတွေရောဝါကျတွေရောအကုန်လုံးမှတ်ထားပြီးသားပဲဖြစ်ပါမယ်ကိုယ်တိုင်ရေးထားတဲ့စာသားကိုကြည့်ပြီးတော့တချင်းကိုတစ်ခါလောက်ပြန်နားထောင်ပါအဲ့ဒါဆိုရင် reading ရော listening ရောလေ့ကျင့်နေတာဖြစ်တဲ့အတွက်အရန်ကိုအသုံးဝင်တဲ့ good tip ပါဒါတွေအားလုံးလုပ်ပေါ်ပြီဆိုလို့ရှိရင်တော့တချင်းကိုရေးထားတဲ့စာသားတွေကိုကြည့်ပြီးတော့တချင်းကိုထပ်ခါပြန်ဆိုရင်ရပါပြီဒီလိုမျိုးလေ့ကျင့်မယ်ဆိုလို့ရှိရင် reading listening writing ရောတိုးတက်မှာသိကြပါတယ်